မင်္ဂလာပါ EV's Kitchen ကနေပြန်နေကြဆိုပါတယ်ဒီနေ့မှာတော့မဲကြီးကဒီအသီးကိုသုံးပြီးတော့ပေါ့နော်ထောပတ်ကေကလေးကိုလုပ်ပြပေးမယ်တစ်သီးအဆိုထောပတ်ကေပေါ့နော်ဒါက nectarine ဆိုတဲ့အသီးကိုယ်တိုင်သွားခူးလာတာအဲ့ဒါကိုသုံးမယ်ပေါ့နော် unsalted butter 160 gram တော်တော်ပျော့နေတဲ့အနေအထားတွေကိုဒါကတကြားက custard sugar 120 gram ကိုဖြည်းဖြည်းချင်းလာထည့်ပြီးတော့ပွားအောင်မှွေပေးမယ်ပေါ့နော်ပထမဆုံးတကြားတစ်ဝက်ကိုအရင်ထည့်မယ်မွေနေတော့မှာဘေးနားလေးကိုလည်းနည်းနည်းတက်ချပေးပေါ့နော်ကျန်တဲ့တကြားတစ်ဝက်ကိုလည်းထည့်လိုက်မယ်ဒီလိုအရန်ပွားတဲ့အနေထားရောက်ရင်ကြက်ဥကိုထည့်လို့ရပြီပေါ့နော်ကြက်ဥကစုစုပေါင်း100 gram ကိုသုံးပေးမယ်နော်ကျုပ်ခုနမှွေထားတဲ့အထဲကို4ပုံလောက်လာထည့်မယ်နော်အရင်ပြီးရင်တဝက်ကိုဒီထဲလာထည့်မယ်ဒီထဲကိုဒါ self raising flourသူကbaking powder ဆက်ပြီးတာပေါ့နော်180 gram ကိုသုံးတယ်နော်တစ်ဝက်ကိုစကားစစ်ထည့်မယ်တကယ်လို့ self raising flour မရရင်ရိုးရိုးကိတ်ကြုံကို baking powder လက်ဖက်ရည်စုံတစ်စုံထည့်ပြီးသုံးလို့ရတယ်နော်အခုတော့ပထမတစ်ဝက်ကိုလာပြီးတော့ထည့်လိုက်မယ်ဒါကိုဆက်ကလေးနဲ့ပဲသမအောင်နည်းနည်းအဲ့လိုပဲမှွေပေးမယ်နော်ဒီထဲဟိုမှာကြံတဲ့ကျုပ်ဝီအကုန်လုံးထည့်ပေးမယ်နော်နောက်ဆုံးအနေနဲ့ကြံတဲ့ဂျုံတစ်ဝက်ကိုလည်းထပ်ပြီးတော့စကားချပေးမယ်အဲ့တော့နောက်ဆုံးအဆင့်အနေနဲ့3ခုထည့်စရာရှိတယ်ဒါက vanilla extract ပေါ့နော်အဲ့ဒါကိုလက်ဖက်ရည်စွန်းတစ်စုံလာပြီးရင်ဒါ full cream နွားနို့ပေါ့နော်အဲ့ဒါကိုစပွဲစွန်းတစ်စုံလာထည့်ပေးမယ်နောက်ဆုံးတစ်ခုကတော့ဒါခုနကပြတဲ့တတိလေး nectarine လေးကိုတစ်လုံးခွဲလောက်ကိုလှီးထား gram နဲ့ချိန်စုစုပေါင်းဆိုရင်80 gram လောက်ရှိမယ်ပေါ့နော်ဒါဂျုံစပွဲစွန်းတစ်စုံလောက်ကိုလာထည့်ပေးမယ်ပြီးရင်ဒီလိုလေးလိုက်အဲ့ဒါကိုဒီထဲကိုလာထည့်မယ်ဒါဆိုရင်ရသွားပြီဒါကိုပြင်ထားတဲ့ဘန်းလေးကဒါ8လက်မှ3လက်မကွဲလောက်ရှိနေပေါ့နော်3လက်မကွဲ4လက်မှနေပါပေါ့အဝါလေးကနည်းနည်းချေတယ်အဲ့ဒီတဲကိုလာထည့်ပြီးရင်တော့ဖုတ်လို့ရပြီ190 degree fan ဖွင့်ထားတဲ့ oven မှာဒါမိနစ်35-40လောက်ပေါ့နော်သွားပြီးတော့ဖုတ်ကြမယ်မုံထွက်လာပြီနော်မုံကိုစမ်းတဲ့အခါမှာခလဲကောင်မှာစူးတန်လေးထိုးပြီးတော့စမ်းမယ်ပေါ့နော်ဒီမှာကြည့်မုံနဲ့အရေးဘာမှမရှိတော့เนาะဒါဆိုရင်မုံကျက်ပြီမုံကိုဒီဘန်းထဲမှာခဏလေးထားမယ်ပြီးတော့မှအပြင်ကိုထုတ်ပြီးတော့အေးခံပြီးရင်တော့စားလို့ရပြီเนาะနည်းနည်းအေးသွားပြီဆိုတော့ဘန်းထဲကထုတ်လို့ရပြီ
ဒါကအခုနည်းနည်းလေးနွေးနေသေးတယ်ပေါ့နော်ဒီနွေးနေတော့အချိန်မှာပဲ sugar syrup ကိုလာတုပ်ပေးမယ်တကြားတစ်စရေနှစ်စပေါ့နော်အဲ့ဒါကိုရောပြီးတော့ပျော်အောင်ပူပေးထားမယ်ပြီးရင်အခုဒီလိုမျိုးကိတ်မြင့်တဲ့ပြင်ကိုနည်းနည်းလာတုပ်ပေးလိုက်မယ်ဒါကိုဝတ်တန်တန်လေးနဲ့အုပ်ပြီးတော့လုံးဝအေးသွားအောင်ဆက်ပြီးတော့အေးခံကြမယ်နော်ပြီးရင်တော့စားဖို့အဆင်သင့်ဖြစ်သွားပြီခုဆိုရင်မန်ကြီးတို့ရဲ့ nectarine fruit cake လုပ်နေပြီးသွားပြီပေါ့နော်အားလုံးပဲအဆင်ပြေပြေလိုက်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်မန်ကြီးတို့နောက်မှပြန်ဆုံကြမယ်နော်